ကောင်းလားဘယ်လိုလဲအရသာလို့မိုက်လား ဟာကျွန်တော်နာမည်ပါလဲမသိ ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အချိန်အားဖြင့်10မိနစ်ဝန်းကျင်ပဲကြာပြီးတော့ထမင်းတအိုးလုံးပြောင်ပြီးတော့ထမင်းလုံးဝမြိန်စီမယ်ငါးတိတာချက်ဥဖောက်ချက်လေးကိုချက်ပြပေးသွားပါမယ်ပထမဆုံးချက်သွန်ဒီကိုခုနလိုမျိုးပဲနှုတ်ဆင်းလိုက်မယ်ခရမ်းချင်သီးကိုတော့လေးစိတ်လေးပိုင်းထားပါမယ်ငရုတ်သီးတွေကိုလည်းအခုညီမပြထားတဲ့အတိုင်းတစ်စောင်းလေးဖြတ်ပြီးတော့လီးထားလိုက်မယ်ပေါ့နော်ပြီးရင်တော့အိုးတဲကိုစီထည့်လိုက်ပါမယ်စီတွေပူလာပြီဆိုရင်တော့ချက်သွန်ဒီလေးကိုထည့်ပြီးတော့စီတက်ပါမယ်နော်စီတက်တဲ့အခါမှာပုံမှန်အတိုင်းပဲစနွေးမုံရယ်အယောင်တင်မုံရယ်ထည့်ပါမယ်ချက်သွန်လေးမွေးလာတဲ့အထိစီတက်မယ်ပေါ့နော်ပြီးရနဲ့အပေါ်ကနေခရမ်းချင်သီးလေးထည့်လိုက်ပါမယ်ခန်းချီသီးတွေကိုတေချာလေးမွေးပြီးသွားပြီဆိုရင်တော့ရေလေးထည့်ပြီးတော့ခန်းချီသီးတွေကြေတဲ့အထိအဖုံးအုပ်ပြီးတော့ထားလိုက်မယ်ပေါ့နော်ဒီနေရာမှာခန်းချီသီးကြေဖို့ဆိုရင်တော့အလွန်ဆုံး 3-5 မိနစ်တော့ကြာပါတယ်ခန်းချီသီးတွေအခုလိုမျိုးကြေလာပြီဆိုရင်အပေါ်ကနေစားဟင်းချုံမုံအရသာမုံစက်သားမုံထည့်လိုက်မယ်ပေါ့နော်ဒါကတော့အခုဒီမှာ3ထိုင်5တက်တာဖြစ်ပါရဲ့တပူးက3500ပဲပေးရတယ်မရင်ထိုင်လန်ဖြစ်မယ်ထင်တယ်3 lady လားမသိဘူးပုံမှန်အဖြစ်မိသားစုနေနေဆိုရင်တော့တပူးဆိုရင်တော့မလုံလောက်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒီကလောဘကြီးပြီးတော့နဘူးတော်မှချက်လိုက်မိတယ်ပေါ့နော်ချက်ပြီးတော့ကုံပါမလားဆိုပြီးတော့စိုးရိမ်နေတာဒါပေမဲ့အဲ့ဒီကငါးတိတာတွေအကုန်လုံးပြောင်းသွားတဲ့အပြင်သမင်းပါထပ်ပြီးတော့ချက်လိုက်ရပါတယ်โอเค10မိနစ်2မိနစ်လောက်ထားလိုက်မယ်ပေါ့နော်ဒီခရမ်းစစ်သီးတွေကငါးတိတာတွေနဲ့ရောသွားအောင်လို့ပါပြီးတော့အပေါ်ကနေကြအုပ်ကိုဖောက်ထည့်မယ်ကျဥဖောက်တဲ့အချိန်မှာလည်းဒီလိုမျိုးတနေရာစီမှာခွဲထည့်မယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်ကျဥတွေကိုအကြာကြီးထားမယ်ပေါ့နော်ဘယ်လောက်ထိကြာထားမလဲဆိုကျဥတွေခဲလာတဲ့အထိထားမယ်မွေးတဲ့အချိန်မှာကျဥကောငါးတစ်တာရောအရန်ကိုနူးညံ့တဲ့အထဲမှာပါတဲ့အတွက်ကြောင့်မလို့တေချာလေး carefully လုပ်ပြီးတော့မွေးရပါမယ်ပြီးရင်တော့အပေါ်ကနေငရုတ်သီးစိမ့်လေးထည့်လိုက်မယ်နောက်ဆုံးအနေနဲ့အပေါ်ကနေထပ်ပြီးတော့နံပါတ်လေးအုပ်လိုက်ပါမယ်တေချာလေးကိုမွေးရပါတယ်နော်မကြေသွားအောင်အားလုံးပြီးသွားပြီဆိုရင်တော့ကျမရဲ့ဒီနေ့ channel မှာ special guest အနေနဲ့ကိုကျော်ဟိန်းခဥကိနာကိုခေါ်ထားပါတယ်ကျမရဲ့ဖေးပါကောင်းတယ်စားကြမလားအစမရမှာစားပြကောင်းကောင်းလားမမရပါဘူးဘိုးကမှငါးတစ်တာကိုဒီလောက်ထိစားကောင်းအောင်ချက်ဖြစ်မယ်လို့တကားမှမတွေးခဲ့မိဘူးပေါ့နော်ကိုကျော်ဟင်းနဲ့သမင်းနေစားပြီးမှကျမတတိရလိုက်တာတခုကကျမ channel ကို subscribe လုပ်ခဲ့ပြီးဖို့မမေ့ပါနဲ့ရှင်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်